ဒီနေ့နိုဝင်ဘာလ14ရက်နေ့မိုးလေဝသအခြေအနေတွေကိုပြောပြပေးပါမယ်။ပင်လာပင်လေအော်တောင်ပိုင်းမှာအထက်လေပွေလိုင်းတစ်ခုဖြစ်ပေါ်နေတဲ့အပြင်မြန်မာနိုင်ငံတောင်ပိုင်းကိုလည်းအရှိအလေးစီးကြောင်းအားကောင်းနေတာကြောင့်ဒီနေ့အေယာဝတီတိုင်းအတွင်းမိုးအနှဲငယ်ကနေမိုးအသင့်ရွာသွန်းနိုင်မှာဖြစ်ပါတယ်။အဲ့ဒီလေပွေလိုင်းဟာလာမယ့်နိုဝင်ဘာလကုန်ပိုင်းအနီးမှာမုန်တိုင်းတစ်လုံးထစ်လာနိုင်ဖို့ရှိနေပါတယ်။မြန်မာနိုင်ငံကတော့အရွှေ့ဘက်ကလာတဲ့လေစီးကြောင်းတွေနဲ့စောင်းမုတ်တုံဝင်လာတဲ့ကြောင့်ဒီမုန်တိုင်းရဲ့အရှင်ခံစားရမှာမဟုတ်ပဲစောင်းရသည်ကိုတိတိတသာကူးပြောင်းလာမှာဖြစ်ပါတယ်။ဒီနေ့မှာတော့အေယာဝတီတိုင်းအတွင်းကကြိုင်လက်၊ဖျောက်ပုံ၊ဘိုးကလေး၊မော်လမြိုင်ကျုံကျုံမငင်းဝါခင်မလက်ပွတ်တာနဲ့မြောင်းမြမြို့နယ်တွေမှာမိုးအနှဲငယ်ကနေမိုးအသင့်ရွာသွန်းနိုင်မှာဖြစ်ပါတယ်။လက်ရှိအချိန်ဟာမိုးလွန်ကာလဖြစ်တဲ့အပြင်မိုးအကုံစောင်းအကူကာလလည်းဖြစ်တာကြောင့်မနက်ပိုင်းဒီမှာမြူဆိုင်တာတွေရှိနေနိုင်ပါတယ်။ဒါကြောင့်မနက်ဖြန်အာရုံတက်ချိန်ဝင်းကျင်အတွင်းပသိမ်ဝါခေမကန်ကြီးတောင်တာပေါင်းကျောင်းကုန်းကျုံပြော်စလုံဓနုဖြူညောင်တုံပန်းတနော်နဲ့ဖျာပုံမြို့နယ်တွေမှာမြူဆိုင်ဖို့ရှိနေပါတယ်။နေလိုက်ခင်ခရမ်းလုံညောင်ချီကြားရောက်တဲ့အငုံကိန်း UV index 8နဲ့အမြင့်ဆုံးထိနေတဲ့မြို့တွေကတော့ကြိုင်လက်ဖျာပုံဘိုကလေးမော်လမြိုင်ကျွန်းရွှေလောင်ပန်းတနော်ကျောင်းကုန်းတာပေါင်းကျုံပြော်နဲ့အတုံးမြို့တွေပဲဖြစ်ပါရဲ့။ဒါကြောင့်နေလိုက်ခင်နေသားချိန်မှာနေကားမြတ်မှန်ဦးထုံအင်ဂျီလက်ရှိဝဆင်းတို့အကြံပြုလိုပါရဲ့ရှင်။မိုးလေဝသခန့်မှန်းချက်တွေဟာအများဆုံး90%ခန့်သာမှန်နိုင်ပြီးအချိန်နဲ့အမျှပြောင်းလဲနိုင်ပါတယ်။ကြီးစုနားဆင်သူအားလုံးကျမ်းမာရွှင်လန်းပြီးတဘာဝဘေးကနေလွတ်မြောက်နိုင်ပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။